မူရတာကြိုက်လားကရတာကြိုက်လားနှစ်ခုလုံးမကြိုက်ဘာလို့တော့မင်းမကြိုက်လို့အားလုံးပဲမင်္ဂလာပါဘယ် channel ရဲ့ချိုဆိုပါရကျွန်တော်နိုင်ထုံးပါဒီနေ့မှာတော့မူရတာကြိုက်လားကရတာကြိုက်လားကရာကြိုက်တယ်ဝေါရှင်တို့ကရဘယ်လောက်ထိကြိုက်လဲနည်းနည်းတော့ဒီမှာပြောပြပေးပါလားကရာရန်ကြိုက်တယ်လုံးဝ passion ပဲ dancing with problem ပဲပြဿနာတွေပုံများလေကလေပဲကနေဘွာမောတွေပြေပျောက်ပြီးတော့အဲ့လိုမျိုးတည်ရမလားပျော်ရွှင်စေရကွာရီးသားမရှိလဲပျော်ရွှင်စေရကရာဘဲဝိုးလူမရှိလဲကရတယ်လူရှိလဲကရတယ်ပျော်ရင်လဲကရတယ်မပျော်ရင်လဲကရတယ်စိတ်ညစ်လဲကရတယ်စိတ်ညစ်လဲကရတယ်ကပြမှာလားနည်းနည်းကပြလိုက်Okay yes okay ကရအရင်ကြိုက်တဲ့သူတွေရောဒီမှာ Raven Culture okay thank you so much okay Raven Culture သိလား yeah အော်တိုဘာလ9ရက်နေ့ကျရင်လာတော့မယ်ဒီမှာ Grand Red ရဲ့ signature လည်းအတူရှိနေမှာဆိုတော့ thank you yo မူရတာကြိုက်လားကရတာကြိုက်လား နှစ်ခုလုံးကြိုက်တယ်နှစ်ခုလုံးကြိုက်ဘယ်လောက်ထိမူရတာကြိုက်လဲဆိုတာကိုနည်းနည်းတော့ဒီမှာပြောပြပေးပါလားဘူးလို့ရှင်တော့ဒီမှာကွေးနေအောင်တော့ကကွေးနေအောင်ကလို့ရှင်လို့ရှင်မှာကိုကြီးကျော်ကားတယ်ပါအကကွက်မျိုးစုံကတော့ကတယ်လို့ရောကပြီးရင်သကောဝိုင်းတို့ဘာတို့တေးကြီးဟိုအဲ့လိုတွေကတယ်ပြီးရင်မူလို့ရှင်ဘယ်လောက်တောက်လဲဆိုတော့အိတ်နေနဲ့လို့ပရုတော့အန်ဟက်ဒီတောက်တာကြိုက်ရဲ့အဲ့လိုတွေတောက်တာကြီးသားလည်းမရှိဘူးတော့မူရမှာမူမှကောင်းတယ်ကောင်းမှမူရတာဒါပဲမူရတာကြိုက်တဲ့ brother အတွက် Grand Red ရဲ့ signature ကမယ်ဒီမှာ Raven Culture wow ကာလိုလာခဲ့ကြပါတဲ့မူရတာကြိုက်လားကရတာကြိုက်လားမူဗီကရာကြိုက်တယ်နော်ဟုတ်နှစ်ခုရဲ့တစ်ခုဆိုရင်ရောဘယ်ဟာကိုရွေးချယ်မုံမကရာမမူးပဲကအယူမလို့ထင်တယ်ဘယ်လောက်ထိမူရတာကြိုက်လဲပြီးတော့ဘယ်လောက်ထိကရတာကြိုက်လဲနည်းနည်းပြောပြပေးကိုယ့်ရဲ့ဝိညာဉ်ကလေလိပ်ပြတကောင်လို့လွင့်သွားဒီမူရတာအရန်စိုက်တာပေါ့ပါပြီးတော့မှလေလေထဲမှာလွင့်ရင်ပြီးတော့ဟောโอเคအဲ့မှာစွဲချင်တယ်သူစွဲသွားတော့နှုတ်ပေးလိုက်ပါဝါကိုပါဝါကားတဲ့နေရာကိုပါဝါလားကားတဲ့နေရာကိုပါဝါဟုတ်လားပြောလို့အဲ့လိုမူးပြီးတော့မှဆိုတော့သွားကမယ်ကလိုက်မယ်အဲ့လိုပြောမူးပြီးတော့ကရကြိုက်တယ် yes မူးဖို့အတွက် Grand Red signature thank you so much ပါရောဒီမှာဗာလီလေးကြည့်အောင် Raven Culture ကြည့် Raven Culture မှာကျွန်တော်တို့ Grand Red ရဲ့ signature လည်းအတူရှိနေမှာပါခဲ့ကြနော်မူးပြီးတော့ကမယ်ဘယ်လိုလေးကအဲ့လိုမူးပြီးကရကြိုက်โอเคပါကရကြိုက်လားဒါမှမဟုတ်မူးရတာကြိုက်လားဒီတော့မူရကြိုက်တာပေါ့ဟုတ်လားဘယ်လိုမူးရတာကြိုက်လဲလောက်ပါဦးနည်းနည်းမူမလက်ရဲဆက်ရဲရှိတာပေါ့နော်အဲ့လိုကရဲတာပေါ့မမူးရရှက်တယ်မကရဲဩမူးရတာလည်းကြိုက်တယ်ကရလည်းကြိုက်တယ်โอเคကိုကဘယ်လောက်ထိမူးရတာကြိုက်လဲဘယ်လောက်ထိကရကြိုက်လဲနည်းနည်းလေးပြပြပေးပါမလွတ်သွားခင်ထီတော့တောက်နိုင်တယ်ပြီးရင်ကနိုင်တယ်ပေါ့လွတ်သွားရင်ဘာမှကိုတော့မမီတော့မူးရတာကြိုက်တဲ့ညီမတို့အတွက် Grand Red ရဲ့ signature လေးကရတာဘယ်လောက်ထိကြိုက်လဲမူးရင်တော့ကတာပေါ့နော်ဘယ်လိုလေးကလဲနည်းနည်းကပြလို့ရလာတူကRaven Culture လာမယ့်အော်တိုဘာလ9ရက်နေ့မှာရှိရယ် Grand Red signature လည်းအတူရှိနေမှာမူးမယ်ကမယ်စုံမယ်နော်မူးရတာဘယ်လောက်ထိကြိုက်လဲနည်းနည်းလောက်ပြောပြပေးပါဦးမူးရတာအသေးကြိုက်တယ်မူးရတဲ့ feeling လေးကိုကြိုက်တယ်မူးပြီးတော့အဲ့ရတာကိုလည်းကြိုက်တယ်မူးပြီးတော့လိုမျိုးကမြင်းကျွန်းထားတာလည်းကြိုက်တယ်ဘယ်လိုကမြင်းကျွန်းထားလဲမူးပြီးတော့ခုံပေါက်ကစားတာကိုကြိုက်အေးဝါဆိုလည်းမူးရတာကြိုက်တဲ့အတွက်ရော Grand Red ရဲ့ signature လေး bro အတွက် really တကယ်မူးမှာလားမူးလိုက်တော့ပဲ okay ဆိုတော့မူးရင်ဘာလို့မှာလဲမူးရင်အိမ်မှာကျွန်တော်မူးရင် okay ဟုတ်ပြီအဲ့ဒါဆိုရင်ရောအိတ်လေးပါယူပါဗျာ thank you okay ကျေးဇူးများတင်တယ် bro မူးရတာကြိုက်တာလားကရတာကြိုက်တာလားက
ကရပူစိုက်တယ် ကျိုးကရဘယ်လောက်ထိကြိုက်လဲဆိုတော့ဒီမှာနည်းနည်းတော့ပြောပြပေးပါလား ကတာဟိုမှာကွာလုံးဝအရန်မောပြီးတော့ဟိုပြန်မှုတော့မရှိတော့တဲ့ချိန်ထိကတာကြိုက်တယ်အမတ်တရားအနေနဲ့ကတော့ငါချင်းနေအမှဖျားသွားတယ်ဖျားသွားပြီးတော့ပြန်ပြီးကိုဆက်ခိုင်းတယ်ကိုဆက်ထိုင်ရနေပဲဆက်ပြီးညဘက်ကတာမြန်မာဝတ်စုံနဲ့ပဲကတာမနေ့အထိဒလက်ကနေပြီးတော့တောင်မွေကိုလမ်းလျှောက်ပြန်နေတယ် โอเค အဲ့လောက်ထိကိုကတယ်အဲ့တကယ်အမှတ်တရပဲကရတယ် ဒီမှာဝစ်စုံနဲ့ဘယ်လိုကနည်းနည်းလောက်ပါဦး Hey, come on, come on, come on. Hey, hey, hey. Hey. ကဲစိတ်တွေညီမတို့ Raven Culture အော်တိုဘာလ9ရက်နေ့ကျရင် Raven Culture ပွဲရှိရယ်အဲ့ဒီမှာ Grand ရဲ့ signature လည်းရှိနေမှာဆိုတော့ညီမလည်းရှိနေမှာပြင်မှာ โอเคလာခဲ့မယ် Okay ဘူးရတာကြိုက်လားဒါမှမဟုတ်ကရတာကြိုက်လားဘယ်ကပိုကြိုက်လဲ ငါကလုံးကြိုက်တယ် မင်းဘယ်လောက်ထိမူရတာကြိုက်လဲမင်းဘယ်လောက်ထိကရတာကြိုက်လဲတစ်ချက်လောက်ပြောပြပေး အရဲတော့ပြီးကပဲကကျင်တယ်ငါတို့ကအချောက်လေကကျင်တယ်ခုံကျင်တယ်တကယ်ပြောတာ တကယ်ကြီးလဲနိုင်တော့ ငါတို့ကရဲတော့ပြီးသွားကမှငါတို့ကဝကြီးကျင်ခံစားဝကြီးရှိတယ်လို့ပဲ ဘူးရဲ့ဝေကျွေးရှိသွား ဒါပဲအရင်ဝင်လာနဲ့ Okay ဒီမှာ Grand ရဲ့ signature ဘူးဖို့အတွက် Raven Culture လေး အိုး ကရကြိုက်တဲ့အတွက်မင်းတို့ ဒါတော့ပြီးတော့ဒီမှာလာကမယ်ရလား အော်တိုဘာလ9ရက်နေ့မှာ Raven Culture ပွဲရှိရကွာအဲ့ဒီပွဲမှာ Grand ရဲ့ signature လည်းအတူရှိနေမှာ ငါချင်းကမယ်ခေါ်ရမယ်ဆိုရှေ့ဆုံးရမယ်တောက်ပြီးတော့ ဘူးရတာကြိုက်လားကရတာကြိုက်လား ကတာရိုက်တယ် ကရတာပဲ မူဗီကရတာကြိုက်တာ ဘူးဘီကရတာကြိုက်တယ်နောက်ဒီကိုကရတာကြိုက်တယ်နည်းနည်းပြပြပြပါ ကိုရီးယားတော့အခုတောက်တယ်တောက်သွားလို့ရှိရင်စိတ်ကူးအရတော့ဗောနော်မသွားမသွားဒါပေမဲ့သွားဖြစ်သွားတယ်အဲ့ချိန်ကျလို့ရှိရင်တော့ကတယ် မယူရပဲရောက် မ ဖြစ် ကြီးပဲရောက်ဖြစ်သွားတယ်အဲ့လိုကလပ်တွေပါရဲဆိုလို့ရှိရင်အဲ့ချိန်ကျတော့က48နိုင်လောက်ကြာဟုတ်တယ်တခါတည်း48နိုင်ဒီမှာဆရာကြီး ဘူးဘီကရတာကြိုက်တဲ့အဖွဲဆိုတော့ရော Grand signature ရော အားလုံးကြိုက်ပါ Yes ကရတာကြိုက်တဲ့သူတွေအတွက်ဘူးရတာကြိုက်လားကရတာကြိုက်လား နှစ်ခုလုံးကြိုက်တယ် နှစ်ခုတည်းတစ်ခုဆိုဘာကျွေးမလဲ ကရတာကြိုက်တယ် ဘယ်လောက်ထိကရတာကြိုက်လဲဆိုတော့နည်းနည်းလောက်ပြောပြပေးပါလား အဲ့ဒါကြတော့ကားဖို့ဆိုတာကြောက်ကွာဒီအိမ်မှာရိုးတန်းကနေလည်းအဆင်မပြေဘူး ဟုတ်တယ်မနဲ့ ဒီကွာအကိုဟောတို့တခြား other ပါမ Yes မှန်တယ်ကို favorite ဖြစ်တဲ့ I'm a Barbie girl in the Barbie world အဲ့တချင်းတို့လိုမျိုးဆိုရင်လည်းကျွန်တော် favorite ဖြစ်တဲ့ပါတယ် Your Raven Culture Thank you ပါ Thank you ပါ ဘယ်လိုကမှလဲ1 2 3 အဲ့လိုမျိုးပါ Okay ပါကျေးဇူးပါယူစုံမယ်နော် Raven Culture မှာအော်တိုဘာလ9ရက်နေ့ Grand ရဲ့ signature လည်းရှိနေမှာဆိုတော့ မူးမယ်ကမယ်မှားမယ်အော် မမလောက်ပါ ဘာမှမလဲဆိုတော့ကောင်းလေးတွေလိုက်ရှူမယ်လေ အေး